စားရပပြန်လို့နှစ်ဦးတကူစိတ်ကူးတို့ရင်းရွယ်ဟော်ရစွာမိတ်ဆက်ဘရောဝါရီရဲ့လေပြေနဲ့ခဏတွေ့ကြဝဲရွာလေးချမ်းမိုးလေးလောကလုံးရဲ့ဘူးဖယ်ရှားပေးမှတ်မဲ့ဆုံးလာတဲ့နေ့ရဲ့ဆူတောင်းပြီးခဲ့ပျော်စရာအိမ်မဲ့ချင်းများရဲ့မတရားဖြစ်မဲ့မှတ်မိစရာကြောင့်လုံးဝမရှိအောင်ပြန်ပတ်သူပြောမဲ့ရဲ့ရဲ့မြေလောကလောကမယူရီအောင်တဲ့ညဆိုရင်ယူကျန်တဲ့လာမပြောနဲ့မသိချင်ပါဘူးဘဝဟာဘာမလို့ပဲကလေးများအော်ကျော်လည်းဒီငါပြောက်ဖက်တိုင်းကတော့ဖိတ်ကကြီးနာညာမေကအားလုံးပဲရှာကထော်လာဒီကိုပဲตัวไม่จงด้วยยามาအစမီနဲ့ကြိုးစားဒီဂိမ်းထဲမှာ admin ဖြစ်လာအောင်ငါမင်းကိုလုပ်ပေးနိုင်တယ်မင်းဘက်ကငါ့ကို robot တစ်တောင်ပေးလိုက်ရုံပဲကွာမင်းသာဆန္ဒရှိမယ်ဆိုရင်ခုချက်ချင်းသာနှိမ့်လိုက်ပြီးတော့